ဒီဇင်ဘာလ14ရက်နေ့ငါတို့ဒီအလိုတော်နဲ့အညီတစုံတစ်ခုသောအစုကိုတောင်းလျင်ဖျားသခင်သည်နားထောင်တော်မူ၏ရှင်ယောဟန်ဩရစာပထမစာဆောင်ခန်းကြီး9ခန်းငယ်14ဖျားသခင်ကငါနာမဖြင့်သမုတ်သောလူတို့သည်ဆုတောင်းပဋ္ဌာနာပြုရန်ငါသည်ကောင်းကင်ဘုံ၌နားထောင်ပြီးရာဇဝင်ကျုပ်ဒုတိယစာဆောင်ခန်းကြီး9ခန်းငယ်14ကိုဆိုထားရလူ3000မှပင်ဒီကုတ်တီနေတွင်ပြောင်းလဲလာခြင်းမတိုင်မီတပည့်တော်တို့အနေဖြင့်10ရက်တိုင်တိုင်မချမလက်ဆူတောင်းခြင်းအစာရောင်ဆက်ကပ်ခြင်းနှင့်ဝိညာဉ်ပိုင်းဆိုင်ရာဝေဒနာများကိုရင်ဆိုင်ရပါခရိယန်များအနေဖြင့်ဒုက္ခမျိုးစုံကြုံတွေ့နေရသည့်ကဘာကြီးကိုမြင်တတ်ရန်နှင့်စာနာခံစားတတ်ရန်ဘုရားသခင်၏စိတ်ဆန္ဒပဲဖြစ်ပါတယ်ကျွန်တော်တို့အနေဖြင့်အဆိုပါဆူတောင်းချက်များကိုဆူတောင်းလျင်ကဘာပေါ်တွင်မကောင်းမှုများကိုဖယ်ရှားနိုင်ပြီးတော့ငြိမ်းချမ်းမှုတည်ဆောက်နိုင်ပြီဖြစ်ပါတယ်။ယနေ့အတွက်ဆုတောင်းခြင်းလက်တော်တကုရှင်ဖဘုရားသခင်အရှင်ရဲ့ငြိမ်းချမ်းမှုကိုမခံစားရသေးတဲ့သူတွေအတွက်ခံစားနိုင်တဲ့နှလုံးသားကိုပေးသနာတော်မူပါ။အာမင်။ဟုတ်ကဲ့ပါအဆုံးထိနားဆင်ပေးခဲ့တဲ့တဦးတယောက်ချင်းစီတိုင်းကိုယေရှုအထူးပဲတင်ရှိပါခင်ဗျာ။မနေ့ပြန်မှာလည်းတခြားသောဆုတောင်းချက်ကလေးကိုဖတ်ပြပေးအောင်ဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားခဲ့ပေးဖို့လည်းမေတ္တာရက်ခံလိုပါတယ်အားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်နောက်ရက်တွေမှာပြန်တွေ့ပါအောင်ခင်ဗျာ